တော်နဲ့ဆိုးထားပင်နှစ်လလောက်ကြာတယ်ဘယ်နှလားလဲဆိုမကြသေးဘူးဆိုတာလျှော့တာဒီဟာပလကြော်လောက်ပဲနောက်ဆုံးတစ်ခေါက်ပေါ့နော် ဘာလို့တော့အယောင်ထွက်လို့လာတာပေါ့အရင်ထွက်ထားဘူးလေ မချွတ်ဘူးဆိုတာကမဲလေးဆိုပိုကြိုက်တာပေါ့နော်အဲ့ဒါကြောင့်လို့ အဲကြောင့်ခုနကကြာရေစုံမာနဲ့အချောက်မာနဲ့ကြာမတိလို့လေအဲကြောင့်အရင်တော့ကျွန်တော်တို့ခေါင်းလျှော်ခိုင်းကြည့်လိုက်တာပေါ့နော်စပင်းကနည်းနည်းလေးတော့မှဖြစ်နေပြီဆိုတော့ညလေအခုအဲ့ဆိုရင်တော့ဟိုအရန်လည်းမကက်ချင်ဘူးဆိုတော့ဒီလိုမျိုးလုပ်ရင်လောက်လိုက်နှစ်ခုလုပ်လိုက်ပေါ့နော်ကျွန်တော်အပေါ် rebound ချောင်းလုပ်ပြီးတော့အောက်ကို protein treatment လုပ်လိုက်အဲ့လိုဆိုဆန်သားလည်းပိုကောင်းတယ်နည်းနည်းလေးဟိုဖြစ်တယ်တကယ်လို့ protein treatment ပဲလုပ်မယ်ဆိုရင်သူကခဏနဲ့ပြန်ပွားတာနဲ့ဘာမှမထူးဘူးပေါ့နော်အဲ့လိုတစ်လကျော်လောက်ဆိုစပင်းကပို့ပြီးတော့ပြန်တိုင်းပြန်ဖြစ်သွားရင်တော့မလှတော့ဘူးเนาะကြည့်လို့လေကိုကရေရှည်လဲနည်းနည်းလေးခံကျင်နေဆိုရင်အပေါ် rebound treatment protein treatment နဲ့အဲ rebound ချောင်းနဲ့ပေါ့เนาะနှစ်မျိုးလုပ်လိုက်ရင်တော့ပိုတော့အဆင်ပြေတယ်ဆန်သားအတွက်လည်းအဓိကကောင်းသွားအောင်ပေါ့เนาะဟုတ်ကဲ့ဟုတ် ဒါဆိုကိုကချော်မဲလဲဆိုးတဲ့သူဆိုတော့လေအမျိုးအဲ့ဒါပင်အနက်ထွက်ရင်အဲ့လိုပေါ့အယောင်နည်းနည်းထွက်တာလည်းမကြိုက်တော့ဟိုအချောင်းဆက်တွေနည်းနည်းဆိုတော့ဆက်3ရတော့လေသူကအယောင်နည်းနည်းပြောင်းသွားတာပေါ့နော်အဲ့လိုနည်းနည်းလေးဝါတာနဲ့ဆိုတာမကြိုက်ဘူးဆိုချော်မဲချော်လိုက်ပြီဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ဆိုတော့နည်းနည်းအဓိကတော့အခုကျွန်တော်တို့စပင်ဖောင်းချင်တာပေါ့နော်စပင်ခုနကကြည့်တော့အဆိုမာနဲ့အချောက်မာနဲ့နည်းနည်းဖွာတဲ့ဟာနဲ့မတိတာလို့နည်းနည်းအရင်ကောင်းဆုံးခိုင်းရတာပေါ့နော်ကိုကအရှည်ပဲအမြဲဆက်တာမှာပဲလားလောလောဆယ်တော့အခြေပဲပေါ့နော်ဟိုတိုလို့ရှိရင်လဲဟိုတိုလို့ရှိရင်စီးရတာနဲ့အရှိအမြင်နေကြတာနဲ့စိတ်မရှိလို့လေဟုတ်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 ဒါတော့အဲ့ဆိုအဆင်ပြေအောင်လုပ်ပေးမယ်နော်